6တလ2026 YouTube မှာရှိနေကြကုန်သောမျိုးတွေရော TikTok ကလာကြသောမျိုးတွေရော Facebook ကလာကြသောမျိုးတွေအတွက်ကျွန်တော်တို့26ရက်နေ့တလ2026တနင်္လာနေ့အဖွင့်နေ့အတွက်ကျွန်တော်ရဲ့အမျိုးတွေအတွက်ကျွန်တော် main ပတ်သီးနဲ့အခွေသမားတွေအတွက်အခွေပေးမယ်ထဲသမားတွေအတွက်တော့မပေးတော့ဘူးကိုမကိုတာကြည့်ကြိတ်တော့ခွေကြတော့ခွေပြီးထိုးကြတော့เนาะအဲ့တော့ပတ်သီးပေးမယ်ကျွန်တော်ရဲ့ main ပတ်သီးကတော့အားလုံးသိပါတယ်တစ်ပတ်မှာ4ချိန်လောက်တော့ပြေးမလို့ဘူးနောက်တစ်ခုကကျွန်တော်ပြောချင်တာတချို့တော်တော်များများတော့ကောင်းတယ်90ရာခိုင်နှုန်းလောက်ကောင်းတယ်မကောင်းတဲ့10ရာခိုင်နှုန်းကိုကျွန်တော်ပြောပြချင်တာကွန်မန့်သမိုင်းတချို့ဆိုရင်ကျွန်တော်ကအလဲကားလည်းပေးသေးတယ်အလဲကားလည်းပေးသေးတယ်စောရကလည်းတက်ချင်သေးတယ်မရတဲ့နေ့ဆိုတော့ကွန်မန့်မှာလည်းရေးတယ်ဒီနေ့တော့ဘလောက်ကိုထိသွားတာလို့ရခဲ့ကြီးကွန်မန့်ကိုလာတော့မရေးဘူးရေးလဲခမ ्याव ထဲကျုပ်တို့ဗျာမှမယူပါဘူးဗျာမရေးလဲတဗျာမှမယူခမ ्याव တော့မရရင်တော့လည်းရေးတော့ပြောဒါဟုတ်တင်းင်းလာနေပြီးခဲ့တဲ့တင်းင်းလာနေဖွင့်နေရတော့မရတော့တော်တော်ထိသွားတယ်တဲ့ကျွန်တော်မှတ်ထားတယ်ဗျကွန်မန့်တွေဘယ်သူကဘယ်လိုလဲရေးတယ်ဘယ်သူကဘယ်လိုမရေးဘူးဆိုတာမှတ်ထားတယ်ဘယ်သူကဖော်လို့လုပ်တယ်ဘယ်သူက YouTube မှာဖော်လို့မလုပ်ဆိုတာကျွန်တော်အကုန်မှတ်ထားတယ်တချို့ကဗျအချောင်းနေအချောင်းစားကနန်းနာလည်းယူတယ်ကွန်မန့်လည်းတချောင်းဝင်မရေးပါဘူးဖော်လို့လည်းမလုပ်သွားဘူးအဲ့လိုလူမျိုးတွေအများကြီးရှိတယ်ကျွန်တော်လည်းကြည့်နေတယ်နော်ကြည့်နေတယ်ရေရှည်ပေးသိမပေးသိကျွန်တော်လည်းစဉ်းစားထားတယ်ဘာဖြစ်တော့ကျွန်တော်ဘက်စေတနာနဲ့ပေးရင်စေတနာနဲ့ပြန်ပြီးတုံ့ပြန်ပေးကြနော်အဲ့လိုမှမဟုတ်ဆိုရင်လည်းကျွန်တော်ရေရှည်ပေးချင်မှပေးမယ်ဒါအမှန်ဆုံးစကားပြောတာတချို့ဆိုရင်တော့မှကွန်မန့်ရေးတာဗျအကိုကြီးညီဆိုညီပေါ့ဟာဆရာတမစ်ဆရာပေါ့ညီတမစ်ညီအကိုတမစ်ကိုပေါ့ဒီလောက်ရတယ်ကျွန်တော်ဘာမှထည့်မရောရပါတယ်ဆိုတော့အထာမျိုးတွေနဲ့လာကြတာပေါ့နော်တပုံမြက်ရှိတယ်ပေါ့နော်တချို့ဆိုရင်TikTok ကနေတော့ဗျ TikTok မှာကျွန်တော် link ချတာပဲအဲ့ link ကနေဝင်လာပြီးခဏန်းယူတယ်ခဏန်းယူပြီးပြန်ထွက်သွားတယ်comment လေးတစ်ချောင်းရေးဖို့လည်းမရသလို follow လည်းဘယ်သူမှမလုပ်ဘူးเนาะမရတဲ့နေ့ဆိုတော့ငါဘယ်လောက်ပါသွားလဲဆိုပြီးတော့အားလိုမျိုးအချောင်းလေးချောင်းစားတဲ့သူတွေလည်းရှိတယ်ပေါ့နော်တကယ် comment ရေးပြီးတဲ့မိတ်ဆွေတွေတကယ်ညီကောင်မောင်နှမရင်းချတဲ့ဖွဲ့လို့ရှိတဲ့အမျိုးတွေမပါပါဘူးကျွန်တော်ပြောပြတာပါเนาะလူဆိုတာဗျာကိုင်းကျုံးမီကျူးကမ်းပြီးတူးစေတန်တူးမြစ်တာကျွန်တော်စေတနာနဲ့ပေးရင်စေတနာနဲ့ယူကြမရလဲဆန်မရလဲခံရလဲဆန်ပေါ့เนาะဒါမျိုးပြောတာပါအဲ့တော့26ရက်တလ2026ကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့အတွက်ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲအဖွင့်နေ့မှာတနေ့ကုန်ကန်ကောင်းပါစေကျွန်တော်ဆူတောင်းပေးပါတယ်ကဲကျွန်တော်ရဲ့ main ပတ်တီကိုပြောပြပေးမယ်ကျွန်တော်ရဲ့ main ပတ်တီကတော့ကျွန်တော်တနင်္လာနေ့တနေ့ကုန်အတွက်ကျွန်တော်ရဲ့ main ပတ်တီ81ကျွန်တော်ရဲ့ main ပတ်တီအခွေသမားတွေတော့မခွေတတ်တဲ့လူဆိုရင်ကျွန်တော်ပေးတဲ့9လုံးကိုကွန်မန့်ကိုကတ်ပြီးတော့ထိုးခွေတတ်တဲ့လူကတော့ပြောကြအောင်မလို့เนาะအဲ့တော့အခွေသမားတွေတော့ကျွန်တော်ပြီးမယ်အခွေသမားတွေတော့9 4 3 9 8 9ရဲ့4ရဲ့3ရဲ့9ရဲ့8ရဲ့9လုံးအဲ့ဒါကိုမနှက်ညအခွေမနှက်ရောညအောင်ထိုးเนาะအားလုံးပဲကန်ကောင်းကြပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်ကျွန်တော်ဘက်ကတော့အတက်နိုင်ဆုံးလုပ်ပေးတယ်เนาะလူဆိုတာကိုင်းကျုံးမီကျူးငိုင်းပြီဗျာအလဲကားလည်းပေးသေးတယ်စောရကလည်းတက်သေးတယ်เนาะမရတဲ့နေ့ဆိုတော့တနင်္လာလေးအဖွင့်နေ့လေးလည်းမရရောဒီနေ့ကတော်တော်ပါသွားတယ်တဲ့เนาะတော်တော်ပါသွားတယ်ပေါ့တော်တော်ကုန်သွားတယ်ပေါ့ဟောနောက်ထပ်အင်္ဂါဘုဒ္ဓဟူကြာတာပေးတောက်ကြเนาะ4ရက်ဇက်တိုက်လည်းရတယ်ရအောင်ကောမန့်လည်းဝင်ရေးတာတစ်ချိန်မှမတွေ့ဘူးခမ ्या ဘယ်လောက်ဖို့ပဲရခမ ्या ရတယ်လို့ပြောလေ9000မို့ရတယ်ပြောလေ1000မို့ရတယ်ပြောကျုပ်ဝမ်းတာလေးပဲเนาะခမ ्या တို့မရရင်တော့စိတ်မကောင်းဘူးစေတနာနဲ့ပေးတာဒါပေမဲ့ခမ ्या တို့ကကောမန့်ဝင်ရေးဖို့တော့မှဟိုပတ်စံပေးရမှာကြောက်လို့စိတ်ချခမ ्या တို့ထဲကျုပ်ဘယ်တော့မှမယူဘူးเนาะ line မုံမှာတင်ပေးတဲ့အလဲကားမှန်တယ်မြတ်ဘုဒ္ဓထဲမှာကျုပ်မယူဘူးเนาะကောမန့်တော့ရေးခဲ့ပြီเนาะဗီဒီယိုလေးလည်းဆောင်းအောင်ကြည့်ပေးဖို့ဗျာတူးစင်တန်တူးမြစ်တာအကိုင်းကျုံးမင်းကျူးကိုင်းပြီဗျာเนาะကဲကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်ကျွန်တော်တို့26ရက်တလ2026တနင်္လာနေ့အဖွင့်နေ့တဏီကုံအတွက်ကဲကျွန်တော်ရဲ့ main ပတ်တီကျွန်တော်အားကိုးအားထားရဲ့ကျွန်တော်ရဲ့ main ပတ်တီ18တူတူပဲ18အဲ့ဒါ main ပတ်တီ8ရဲ့1ရဲ့နှလုံးเนาะအခွေသမားတွေအတွက်9ရဲ့4ရဲ့3ရဲ့9ရဲ့8ရဲ့เนาะအခွေသမားတွေအတွက်9လုံး9ရဲ့4ရဲ့3ရဲ့9ရဲ့8ရဲ့ကျွန်တော်ရဲ့ YouTube ကမိတ်ဆွေတွေရော TikTok ကလာကြတော့မျိုးတွေ Facebook ကလာကြတော့မျိုးတွေအားလုံးပဲကျွန်တော်တင်းနေလာနေဖွင့်နေမှာအခွေတွေရောပတ်တီးတွေရောဝင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ